နှလုံးလမ်းကြောင်းကစနေချိုကုံအောက်တက်တဲ့ဥကောင်းလမ်းကြောင်းပေါ်ကစတင်နေပြီးတော့ဒီလမ်းကြောင်းကိုဘားလေးတစ်ခုဖြတ်သွားမယ်ဆိုရင်ဒီလိုမျိုးလက္ခဏာပိုင်ဆိုင်သူတွေဟာအောက်ပါတိုင်းကြုံတွေ့ရနိုင်ပါတယ် မင်္ဂလာပါညခအိမ်မှာအားလုံးကိုကြိုဆိုပါရစေအချစ်ရေးနဲ့အိမ်အောင်ရေးကိစ္စတွေမှာဆုံးဖြတ်ချက်လွဲမှားတတ်ပါတယ်မိမိထင်မြင်ထားတဲ့အခြေအနေနဲ့လက်တွေ့ဘဝမတူညီတာကိုရင်ဆိုင်ရနိုင်ပါတယ်အချစ်ရေးကြောင့်စိတ်ဆင်းရဲမှုတွေနဲ့မကြာခဏကြုံတွေ့ရနိုင်ပါတယ်အိမ်အောင်ဘက်ကိုရွေးချယ်ရမှာတေချာစွာစဉ်းစားဆင်ခြင်မှုမပြုလုပ်ဖဲနဲ့ခန့်လွယ်လွယ်ဆုံးဖြတ်တတ်တာကြောင့်နောင်တရစရာအခြေအနေတွေဖြစ်ပေါ်စေနိုင်ပါတယ်အိမ်အောင်ဘက်နဲ့အမြင်မတူပဲမကြာခဏအငင်းပွားမယ်တကြဲကြဲရန်ဖြစ်မယ်နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမှာတဟဇာတာဖြစ်မှုအားနည်းနေတတ်ပါတယ်မိမိရရှိမဲ့အိမ်အောင်ဘက်ဟာတခါတရံစိတ်ထားညံဖြင့်သူဒါမှမဟုတ်ကလေးဆန်သူဖြစ်နေတတ်ပါတယ်အိမ်အောင်ဘက်ရဲ့ရင့်ကျက်မှုမရှိတဲ့အပြုအမူတွေကမိမိကိုစိတ်ဒုက္ခပေးနိုင်ပါတယ်မိမိလက်ဝါးပြင်မှာဒီလိုလက္ခဏာမျိုးပါလာပြီဆိုရင်အိမ်အောင်ဘက်ကိုအချင်းယူလေ့လာပါတယောက်နဲ့တယောက်နားလည်မှုတည်ဆောက်ပါအိမ်အောင်ဘက်အဖြစ်ရွေးချယ်ပြီးပြီဆိုရင်လည်းညှိနှိုင်းအဖြေရှာဆောင်ရွက်ပါလို့အကြံပြုလိုက်ပါတယ်